ကောလင်းမြို့နယ်အင်ပင်လာရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ပေါင်900ပုံနှလုံးကျဲကြောတိုက်ခိုက်မှုအသက်14နှစ်ရွယ်မိန်းကလေးငယ်တောက်သိမ်းဆောင်ပြီးပြည်သူ3ပြင်းထန်တရားရစကိုင်းတိုင်းကောလင်းမြို့နယ်အင်ပင်လာရွာစာတင်ကျောင်းကိုဂျပန်စစ်တပ်ကလေရင်နဲ့ပေါင်900ပုံနှလုံးကျဲကြောတိုက်ခိုက်ခြင်းကြောင့်အသက်14နှစ်ရွယ်မိန်းကလေးတောက်သိမ်းဆောင်ပြီးပြည်သူ3ပြင်းထန်တရားရရှိခဲ့ကြောင်းကောလင်းအင်ဖိုတာဝန်ရှိသူကပြောပါတယ်ယနေ့ဧပြီလ10ရက်နေ့မွန်လယ်တနာရီ40မိနစ်ခန့်မှာဂျပန်စစ်တပ်ကကောလင်းမြို့နယ်အင်ပင်လာရွာစာတင်ကျောင်းကိုလေရင်နဲ့ပေါင်900ပုံနှလုံးကျဲကြောတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်အကြမ်းဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတွင်14နှစ်ရွယ်မိန်းကလေးငယ်တောက်သိမ်းဆောင်ပြီးပြည်သူ3လည်းပြင်းထန်တဲ့ရရှိခဲ့ကြောင်းသိရပါတယ်။တောက်တဲ့လို့သိရတဲ့3ပြင်းထန်တဲ့ရတဲ့ကောလင်းမြို့နယ်အင်ပင်လာရွာစာတင်ကျောင်းကိုကျဲချတာမိန်းကလေးတောက်ကပျောက်ဆုံးနေရလို့ပြောပေမဲ့တိတ်ဆုံးတယ်လို့ပဲထင်ပါတယ်။လေးကြောင်းတိုက်ခိုက်ခဲ့နေရမှာအသားဆိုင်တွေ့ရသူလိုပဲတင်တဲ့ခုရီယောရှာနေတော့သိချမသိရသေးဘူး။မိန်းကလေးက14နှစ်ပဲရှိသေးတယ်လို့သိရပါတယ်။နောက်တဲ့တင်ဆက်ပေးမှာကတော့မြိုင်ဝေါ်နဲ့ရွှေကျင်တို့မှာတိုက်ပွဲဖြစ်ပွားပြီးစစ်သားနှုတ်သိဆုံးကတနက်တလက်နဲ့ကဲများသိမ်းစီရရှိမကွေးတိုင်းမြို့နယ်စက်မှုနယ်ကထွက်လာတဲ့ဂျပန်စစ်သားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကတအုပ်သိဆုံးပြီးတနက်တလက်နဲ့ကဲများသိမ်းစီရရှိခဲ့ကြောင်းမြိုင်ဘက်ကတာဝန်ရှိသူကပြောပါတယ်။ဧပြီလ9ရက်နေ့မနက်9:15မိနစ်ခန့်မှာမြိုင်မြို့နယ်စက်မှုနယ်ကတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးခန့်ကရိတ်ခါရှာဖွေထွက်လာစဉ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်သိဆုံးပြီးအမီထရီမျိုးစားတနက်တလက်လက်ပစ်ပုံးတစ်လုံးနဲ့တခြားကဲနေသိမ်းစီရရှိခဲ့ပါတယ်။စစ်ကွေး10ကောင်လောက်ပဲရိတ်ခါရှာထွက်လာတာပါပြစ်ခတ်မှုဖြစ်ပြီးတော့တကောင်သေးပြီးကြံခဲ့လို့မြိုင်ဘက်ကတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြိုင်ဘက်ကတာမင်းကြီးတပ်ဖွဲ့မြိုင်ညညွရေးတပ်ပေါင်းစုဝင်းပလီပြောက်ကြားတပ်ဖွဲ့ကိုမုတ်ဆုံကိုစတီနဲ့ကိုကင်းတပ်ဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင်ပဲခူးတိုင်းဝမြို့နယ်နဲ့ရွှေကျင်မြို့နယ်မှာဂျပန်စစ်ကောင်စီတပ်သားတွေကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သား10ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတောင်ညိုစစ်ကြောင်းတာဝန်ရှိသူကပြောပါတယ်။ဧပြီလ9ရက်နေ့မနက်9:25မိနစ်ခန့်မှာဝမြို့နယ်လက်ပံရွာဂျပန်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သား2ဦးထိမှန်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ည7:00နာရီချိန်မှာရွှေကျင်မြို့နယ်ခြေဆိုင်ကမှ998တိုင်းကနေကင်မုံရထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးမှုရှိနိုင်ကြောင်းသိရပါတယ်။တအုပ်သေးရတော့အတီးပြုတ်နိုင်တဲ့ကျန်နာတွေကအတီးပြုတ်လို့မရသေးဘူးလို့တောင်ညိုစစ်ကြောင်းတာဝန်ရှိသူကပြောပါတယ်။အလားတူဧပြီလ9ရက်နေ့မနက်7:00နာရီမှာရွှေကျင်မြို့နယ်ကမှ998တိုင်းကနေရေကတ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုစနိုက်ပါနဲ့ကြောင်းမြောက်ဖြစ်ခဲ့ရမှာစစ်သားတအုပ်ထိမှန်ခဲ့ကြောင်းသိရတယ်။အဆိုပါတိုက်ခိုက်မှုတွေကိုတောင်ညိုစစ်ကြောင်းဝမြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကဖာနဲ့အင်းတုံကောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးဘက်ကဖာတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီးငလင်ဒေသကိုလေကြောင်းပုံကျဲတိုက်ခိုက်မှုဆက်လုပ်နေကြောင်းဦးကျော်မိုးထွန်းပြောမြန်မာနိုင်ငံမှာငလင်တန်းကြောင့်လူတောင်ကြီးသေးဆုံးခဲ့ပြီးကြီးမားတဲ့ပြည်စည်းဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့စစ်ကောင်စီကငလင်ဘေးသင့်ဒေသတွေပါဝင်နိုင်ငံတကာအရက်သားပြည်သူတွေပေါ်မစင်မကျန်လေကြောင်းတိုက်ခိုက်မှုနဲ့ပုံကျဲတိုက်ခိုက်မှုတွေဆက်လက်ကျူးလွန်နေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။စစ်ကောင်စီအာဏာသိမ်းခဲ့2021ခုနှစ်ကစပြီးတော့မြန်မာစစ်တပ်ဟာ ICT နည်းပညာတွေသုံးချပြီးပြည်သူလူထုကိုဖိနှိပ်ခဲ့သလိုပြည်ပကတင်သွင်းတဲ့ဂျက်လီရင်စီကိုအသုံးပြုပြီးရဲသားတွေပေါ်ခွဲခြားမှုမရှိဘဲတိုက်ခိုက်ခဲ့ကြောင်းလက်တလောဖြစ်ပွားခဲ့ငလင်တန်းကြောင့်လူပေါင်း3500ကျော်သေဆုံးပြီးတော့ကြီးမားပြည့်စည်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့စစ်ရေးပြစ်မဲ့ရဲသားပြစ်မဲ့မခွဲခြားဘဲပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းတမ်မတ်ကြီးကကုလမှာတင်ပြခဲ့ပါတယ်။မြန်မာစစ်တပ်လူမဆန်ရဲဆက်ကြမ်းကြုတ်မှုနဲ့ရာဇဝတ်မှုတွေစောင့်သက်ခြင်းမရှိကြောင်းမြန်မာပြည်သူတွေရဲ့ဒုက္ခဆင်းရဲနဲ့အသက်တွေကိုကယ်တင်မှုအာဏာသိမ်းစေအုပ်စုတန်းလက်နက်ကန်ရဲစစ်လက်နက်ပစ္စည်းချက်လျင်စီနဲ့စစ်ရေးနဲ့ရပ်ပတ်နှမျိုးသုံးပြုနိုင်တဲ့ပစ္စည်းအစီအစဉ်မှုရတအောင်ဆောင်ရွက်ပေးဖို့ကုလသမဂ္ဂဖွဲ့ဝင်နိုင်ငံအလုံးကိုတမ်မတ်ကြီးကတောင်းဆိုလိုက်ပါတယ်။ဆက်လက်ပြီးမင်းတပ်မြို့နယ်မှာပုံကျဲခံရလို့ဓမ္မဆရာတောက်ပါဝင်ချအောင်သေးကိုတန်းရချင်းပြည်နယ်မင်းတပ်မြို့နယ်မှာဖွိကျေးရွာမှာဧပြီလ9ရက်ည9:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲခဲ့တာကြောင့်ခရစ်ယာန်ဓမ္မဆရာတောက်ပါဝင်အရသားချောက်သေးဆုံးပြီးကိုဦးတန်ရလို့ဒေသခံတွေကပြောပါတယ်။ချင်းချင်းနောက်တိုင်းကျုပ်တိုင်းမင်းတပ်မြို့မှာတိုက်ပွဲဖြစ်တာမရှိဘဲည9:00နာရီနီးပါးမှာဘုံ2ကြိမ်ကျဲခဲ့ရလို့မင်းတပ်မြို့ဒေသခံတအုပ်ကပြောပါတယ်။လေရင်ကတစီတဲ့2ကြိမ်လာပြတာပေါင်900ပုံနှလုံးကျဲကြတဲ့စုံတဲ့သူတွေထဲမှာရောဓမ္မဆရာကလေးတွေနဲ့တက်ကြီးရွယ်ဦးလေးလည်းပါပါတယ်။တန်ရသူတွေတဲ့ကိုဦးထဲမှာ3ဦးကပြင်းထန်နေ။တေဆုံးသူတွေဟာ8လသားရွယ်နဲ့အသက်9နှစ်ရွယ်ကလေးနဲ့68နှစ်ရွယ်မြို့သားတအုပ်82နှစ်ရွယ်မြို့သမီးတအုပ်36နှစ်ရွယ်ခရီးယန်ဓမ္မဆရာတအုပ်နဲ့38နှစ်ရွယ်မတန်ဆန်းမြို့သားတို့ပဲဖြစ်ပါတယ်။ပုံကျဲခံရမှုကြောင့်ဘုရားကျောင်းနဲ့နေ30ကျော်ပြည့်စည်သွားတယ်လို့ဆိုပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ချင်းပြည်နယ်ပြောခွင့်ရသူပြည်နယ်တွင်းမှုဦးအောင်ချိုကိုဆက်သွယ်ပေးခဲ့ပေမဲ့ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူးဖီဂျေးရဟာအင်ဂျင်80ကျော်ရှိပြီးမင်းတပ်မြို့နယ်73မိုင်ခန့်ဝေးပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကအင်အားပြင်းကလေးလောက်ခဲ့ပြီးနောက်ဧပြီလ10ရက်နေ့နေ့လယ်ဒီနိုင်ငံတော်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုပေါင်း62ကြိမ်ထိရှိခဲ့ပြီးဆလဘေးတင်ဆက်ပေးမှာကတော့ဒေါ်လေးအောင်ပွဲရတဲ့စီးလုံးညီညွတ်ကြမယ်လို့ညီနောင်ပွဲကကြေပြု
အခက်အခဲနဲ့ဖိအားပေါင်းစုံကိုနီလမျိုးစုံနဲ့အတူတကွပြတ်ကျော်ပြီးတော်လိုင်းအောင်ပွဲရောက်တဲ့ဒီခိုင်မာတဲ့မဟာမိတ်ညီနောင်စိတ်ဓာတ်နဲ့စီလုံးညီညွတ်ကြမယ်လို့ကိုကန့်အမန်တီနဲ့ TNL တို့ကဧပြီလ10ရက်နေ့ကကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။အာရကတက်တော်ရေးဖွဲ့စည်းတည်ထောင်ခြင်း16နှစ်ပြည့်အတွက်ပေးပို့တဲ့သဘောလာမှာပြောကြားတာပါ။ရခိုင်လူမျိုးတွေအိမ်မက်အတွက်နီလပေါင်းစုံပေးဆက်ပါဝင်နေကြရခိုင်လူမျိုးအလုံးကိုအထူးလေးစားကြုံကြောင်းနဲ့အေးရဲ့နိုင်ငံရေးမှတ်ကြားရခိုင်ပြည်သူတွေရဲ့လက်ထဲကိုမကြခင်ချိန်တွင်မလွဲမသွေရောက်ရှိမှာဖြစ်တယ်လို့လည်းညီနောင်သုံးဘွဲကဆိုပါတယ်။မြောက်ပိုင်းညီနောင်သုံးဘွဲဖြစ်တဲ့ AMND နဲ့ A တို့ကကမကထပြုပြီးတခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေနဲ့အတူအကောင့်တွေပေါ်လိုက်တဲ့တဲ့တော်ညာနေကွန်စစ်စင်ရာအာနာရှင်တိုက်ပြိုင်အတွက်အကောင်းဆုံးစပြုစစ်စင်ဖြစ်ခဲ့ပြီးပြည်သူအလုံးရဲ့ထောက်ခံမှုနဲ့တော်လိုင်းပတ်နိုင်ကိုအရောက်လှမ်းနိုင်မဲ့ခြေလှမ်းဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ဒူပင်ကျေးဇူးတင်ရှိပါရရှင်။